ယောက်ျားတစ်ယောက်ကငွေရှာနိုင်ရင်တာဝန်ကျေတယ်လို့အပြောခံရပေမဲ့မိန်းမတစ်ယောက်ကငွေလဲရှာအိမ်မှုကိစ္စလဲလုပ်နေရတာတောင်တခုခုလိုအပ်သွားတာနဲ့တာဝန်မကျေဘူးလို့ဘာလို့အပြောခံရတာလဲအိမ်အောင်တစ်ခုမှာယောက်ျားဖြစ်သူကအပြင်မှာအလုပ်လုပ်ပြီးပြန်လာရင်ပင်ပန်းနေပြီဆိုတဲ့အကြောင်းပြချက်နဲ့နားနေလို့ရတယ်ဒါပေမဲ့မိန်းမဖြစ်သူကတော့အပြင်မှာအလုပ်လုပ်ပြီးပြန်လာရင်တော့မိဖို့ကြောင့်နဲ့တန်းဝင်ရတယ်ကလေးဝစ်စုံလဲပေးရတယ်ယောက်ျားအတွက်လိုလေသေးမရှိပြင်ဆင်ပေးရတယ်စီးပွားရှာတာတခုတည်းနဲ့ယောက်ျားကတာဝန်ကျေတယ်လို့သတ်မှတ်ခံရချိန်မှာအမျိုးသမီးတွေကတော့ငွေရှာနိုင်ုံနဲ့မပြီးသွားဘူးအိမ်မှာအဖို့ထစ်လေးရှိတာနဲ့မိမမကောင်းလို့မိမကတာဝန်မကျေလို့ဆိုတဲ့လက်ညှိုးထိုးမှုတွေကိုခံရတတ်ပါတယ်အိမ်တော်ရေးဆိုတာစီးပွားရေးလုပ်ငန်းစုတစ်ခုမဟုတ်ဘူးငွေရှာနိုင်ုံနဲ့အရာရာပြည့်စုံသွားတာမဟုတ်ပါဘူးယောက်ျားတွေတတိမထားမိတာကခမားတို့အပြင်မှာအလုပ်အေးအေးဆေးဆေးလုပ်နိုင်မှုအတွက်နောက်ွယ်မှာခမားတို့ရဲ့ဇနီးတွေကအိမ်ရဲ့တာဝန်အားလုံးကိုပခုံးထမ်းထားပေးလို့ဆိုတာပါပဲမိမတယောက်ကငွေရှာနိုင်တာကိုပဲအတိမတ်မပြုတ်ပဲသူမရဲ့ဟာခွက်တွေကိုပဲလိုက်ရှာပြီးအပြစ်တင်နေမယ်ဆိုရင်ခမားဟာအိမ်အောင်ဘက်ကောင်းတယောက်မဟုတ်ပါဘူးသူမမှာလည်းပင်ပန်းတတ်တဲ့နှလုံးသားရှိပါတယ်သူမဟာစိတ်ရုပ်မဟုတ်ပါဘူးဒီနေ့ကစပြီးငါငွေရှာနိုင်တာပဲငါတာဝန်ပြီးပြီဆိုတဲ့အတွေးကိုဖျောက်လိုက်ပါအိမ်မှုကိစ္စတွေမှာသူမနဲ့အတူဝေမျှလောက်ကင်ပေးပါသူမရဲ့ဟာခွက်ကိုအပြစ်တင်မဲ့စားသူမရဲ့ပင်ပန်းမှုကိုအရင်မြင်ပေးပါငွေရှာရတာလဲပင်ပန်းနေအိမ်မှုကိစ္စတွေလဲလှုပ်ပေးလို့ကျေးဇူးပါလို့တခွန်းလောက်ပြောကြည့်ပါအိမ်အောင်တစ်ခုတာယာဖို့ဆိုတာအမျိုးသမီးတစ်ယောက်တည်းရဲ့တာဝန်ကျေမှုပေါ်မှာတင်မမူတည်ပါဘူးအမျိုးသားတစ်ယောက်ရဲ့နားလည်ပေးမှုပေါ်မှာလဲအများကြီးမူတည်ပါတယ်အမျိုးသမီးတစ်ယောက်ရဲ့ပင်ပန်းမှုကိုတာဝန်ဆိုတဲ့စကားလုံးနဲ့အနိုင်မကျင့်လိုက်ပါနဲ့သူမမှာလဲနားခွင့်ရှိတယ်သူမမှာလဲဖေးမမှုလိုအပ်ပါတယ်အေးချမ်းသာယာပျော်ရွှင်ပွဲမိသားစုဘဝလေးတွေကိုအမြဲထာဝရပိုင်ဆိုင်နိုင်ကြပါစေ။